မင်္ဂလာပါမမင်္ဂလာပါမ ငါပါရှင်ငါပါရှင်ငါပါရှင်နင်ဟုတ်ဒီအကိုကြောင်အထီးရမှာလေ ချင်းဟုတ်တာပဲ sorry နော်အကိုညီမလေးမျက်စိနည်းနည်းပုံလို့ပြီးတော့အိမ်မှာလည်းမျက်မှန်ကျန်ခဲ့တော့လေအားနာလိုက်တာရှင် ရအရင်ဆုံးလည်းအဲ့ဆိုရင်ဒီဘက်လေးတစ်ချက်ကြွားပြပါနော် ဟုတ်ကဲ့ဟုတ်ကဲ့ မိုးလေးမှာဒီဘက်ဟုတ်ကဲ့ဟာအဲ့မမဟုတ်ခေါ်โอเคထိုင်လို့ရတယ်အမဒီလိုဖြစ်နေတဲ့ပုံကြည့်ပြီးတော့အမလာဝဲအတမှာကကျွန်တော်သိပါတယ်အမဒီကို personal အစီတဲ့ကိုညာထိခိုက်မှုအတမှာကလာဝဲရမှာသိညာထိကာဝဲရတယ်လေမတော်စားထိခိုက်မှုခုနကမျိုးတောင်ကာကွယ်ရသေးတယ်အမဒီလိုမျိုးမြန်မာပါပဲနဲ့တွိုင်းနေမှာဖြစ်လာရင်မတော်စားထိခိုက်မှုတွေအတွက်ကာကွယ်ရပါဗျာကောင်းတယ်အမကျွန်တော်ပြောဟုတ်တယ် မဟုတ်ဘူး ဟင်ဟုတ်ပြီ ဟိုလေအမကဒီကိုပတ်စံစုလို့လဲရအတမခံလဲရတယ် green tea fan ဆိုအတမခံနေတာဘူး ဗျာ